ခန္ဓာနာယုတ်တိခန္ဓာ၅ပါးရဲ့ရှိတဲ့နာယုတ်တရားဆိုတာလည်းသိပြီးသားထားပါတော့အဲ့ဒီခန္ဓာနာယုတ်တိအဖြစ်အပျက်ကိုနားလည်ညားတော့လေသတ္တရဒိဋ္ဌိဥစ္စေရဒိဋ္ဌိတခုခုညှိနေခဲ့တော့မဉ္ဇဉ်ဘုံဉဏ်ကိုအထုတ်ညားတော့လေဒုဗ္ဗလအားနေတဲ့ဝိပဿနာဖြစ်နေလို့မဉ္ဇဉ်ဘုံဉဏ်မရနိုင်ဘူးလို့မှတ်ထားပြန်ပြောပါဦးမယ်ဒီကြီးကကြီးပါတယ်လို့ဆိုတာမှတ်ထားကြပါအနန္တဝါယုံနာတရားကိုဖြစ်မှုပြမှုအိဋ္ဌဒုက္ခတွေနတ္တကြအောင်ပဲနားလေထားပါတော့ပရိစ္ဆေသမုပ္ပါဒိဟူသောအကြောင်းတရားအကျိုးတရားတွေကိုနားမလဲလို့သတ္တရဒိဋ္ဌိဥစ္စေရဒိဋ္ဌိတခုခုညှိနေလို့ရှိရင်ဖြင့်အားနည်းတဲ့ဝိပဿနာကဖြစ်၍အားကြီးတဲ့ဝိပဿနာမဖြစ်နိုင်သောကြောင့်မဉ္ဇဉ်ပူညာမရနိုင်မှတ်ထားရမယ်ဒီတိကျရမဘာသုံးတော့ပြောပါမယ်အာရမဏဓမ္မတွေသတိထားပါအနန္တဝါယုံနာတရားဖြစ်ဖြစ်အနိစ္စဒုက္ခအနတ္တတွေရှုပြီးနေကြတယ်ဆိုတော့ပရိစ္ဆေသမုပ္ပါဒ်ဆိုတဲ့ခန္ဓာ၅ပါးဖြစ်ကြောင်းချုပ်ကြောင်းကိုနားမလဲတဲ့အတွက်သတ္တရဥစ္စေရညှိနေပါလေထိုကဲ့သို့ပရိစ္ဆေသမုပ္ပါဒ်နားမလဲတဲ့အတွက်သတ္တရဥစ္စေရညှိနေရဲ့နဲ့နေကြဒုက္ခအနတ္တတွေအထုတ်ခဲ့တော့အာနေတဲ့ဝိပဿနာဖြစ်တယ်လို့မှတ်ထားဘာဝိပဿနာဖြစ်အားနေတဲ့ဝိပဿနာဖြစ်နေတဲ့အတွက်အားကြီးတဲ့ဝိပဿနာမဖြစ်နိုင်တော့ကြောင့်မဉ္ဇဉ်ပညာမရဘူးလို့ဆိုတဲ့ဥစ္စာသတ္တေသာရကဝိထုနေကွာလုံလောက်ပြရတယ်နဲ့ရှင်းရပရိစ္ဆေသမုပ္ပါဒ်နားလည်းမှာသတ္တရဥစ္စေရကစင်တယ်စင်မှသာရင်အဖြစ်အပျက်ကိုအားထုတ်လို့ရှိရင်ပြန်အားကြီးတဲ့ဝိပဿနာဖြစ်လေသောကြောင့်မဉ္ဇဉ်ပညာရနိုင်တယ်လို့မှတ်ရမယ်နော်ဒီတိုင်းကိုယ်ခန္ဓာထဲမှာပရိစ္ဆေသမုပ္ပါဒ်ခန္ဓာဖြစ်စဉ်ကြီးကိုတော့ဖြင့်မသိပဲနဲ့အားထုတ်နေလို့ရှိရင်နိစ္စဒုက္ခအနတ္တကိုအားထုတ်ညာတော့လေအားနေတဲ့ဝိပဿနာကဖြစ်တယ်ဒီကမှမှတ်ရတယ်သဘောကျကြအားနေတဲ့ဝိပဿနာရှုနေလို့ရှိရင်ဖြင့်ကုသိုလ်တော့ရပါရဲ့မဉ္ဇဉ်ပညာကျေးဇူးမပြုဘူးအဘယ်ကြောင့်ဆိုတော့သတ္တရဒိဋ္ဌိဥစ္စေရဒိဋ္ဌိခံနေလို့မှတ်ရမယ်ရှင်းကြပါခံနေလို့သတ္တရဒိဋ္ဌိနဲ့ဥစ္စေရဒိဋ္ဌိခံပြီးဒီကရနေနဲ့ဖြစ်မှုပြမှုတွေကိုကြိုးစားပြီးဒီကရနေကြညာတော့လေအားနေတဲ့ဝိပဿနာသာဖြစ်တယ်လို့ဥက္ကမမှတ်ရဘူးအာကြီးတဲ့ဝိပဿနာဖြစ်ပါရဲ့ဖြစ်ပါပါအဲ့ဒါလေးတွေသေချာချာထုတ်ပြီးဒီကလာပြပါမယ်ဒကာဓမ္မတို့နော်ဒီဘုရားနဲ့ကြွားခဲ့တော့ဆန္ဒဆိုတဲ့တောထွက်တဲ့အခါလိုက်ပို့တာဒကာသစ်တို့ကိုမြတ်ရွှေတို့ကြားဘူးပါလိမ့်မယ်နော်မြင်းနောက်ကလိုက်ပြီးဆွဲပြတယ်မောင်ဆန္ဒဆိုတာကြားဘူးပါလိမ့်မယ်နော်ဘုရားနဲ့လည်းဖွားပဲတော့တနေ့တနာရီလေးဆိုလို့နန်းတော်လေးဖွားကြတယ်ဆိုလည်းသိပြီးသားပါပဲလို့ထားလိုက်ပါလားနော်အဲဒီဟာဒီဘုရားပင်သွားရင်ဘုရားရှင်မှာရဟန်းဖြစ်နေပဲမှုထမ်းပြီးနေ냐နေပါတယ်နိစ္စဒုက္ခအနတ္တတွေသူကြိုးစားများတော့လေမယနိဗ္ဗာန်ဆိုတာသူမမြင်လာဘူးဆိုတာသူကိုယ်တိုင်ဖွင့်ပြောတဲ့အတိပ္ပယ်ကိုရတရားဓမ္မတွေယနေ့ရှင်းရှင်းလင်းလင်းသိရနိုင်မယ်ဒါကြောင့်ဒီအတိပ္ပယ်ကိုကင်းပြီးကြလာခြင်းသည်တရားသစ်တို့ကိုမြတ်ရွှေတို့အလုတ်အစီအစဉ်လွဲမှာဆိုလို့အလုတ်အစီအစဉ်တဲ့အောင်လို့ဟောနေတယ်လို့တရားဓမ္မတွေမှတ်ပါသံပညာဆိုလို့ရှိရင်ဖြင့်ဒီပြအိဋ္ဌရမြင်ဒုက္ခရမြင်အနတ္တမြင်ပြီးတာပဲလို့ခင်ဗျားတို့မှတ်ချင်လဲမှတ်ထားကြလိုက်နော်မဟုတ်သေးပါဘူးတဲ့ဒိဋ္ဌိခွာပြီးမြင်မှသတ္တရဥစ္စေရဒိဋ္ဌိခွာပြီးမြင်မှသာလျှင်ဒကာဓမ္မတို့မဉ္ဇဉ်ပညာရနိုင်တယ်နော်ဘာခွာပြီးမှပါလဲ
သတ္တရဥစ္စေရခွာပြီးရှုမှသာရင်ဘာရနိုင်လဲ သတ္တရဥစ္စေရမကွာပဲနဲ့ဒကာဓမ္မတွေအနိစ္စဒုက္ခအနတ္တတွေဖြစ်ဖြစ်တည်ရှုပြီးဒီကလာနေ냐တော့လေအားနည်းတဲ့ဝိပဿနာသာဖြစ်တယ်လို့မင်းညာဘုံညာနိဗ္ဗာန်ကိုမြင်နိုင်တဲ့သဘောတော့မရောက်ပါဘူးဆိုတာကိုလည်းယနေ့ရှင်းရှင်းလင်းလင်းမှတ်ထားရအောင်နော်အဲ့ဒါကန္နာဝကတန်ယုတ်ပါဠိတော်သန္နတုံမှာသန္နကိုယ်တိုင်မရလို့သေးသေးချာချာဒုက္ခများမှာဒုက္ခရောက်လို့ရှင်အနန္ဒာရှိပြေးရတယ်ဆိုတဲ့ဥစ္စာလေသက်သေသာရကရှင်အနန္ဒာကပြိဿသမုပ္ပါကိုသေးသေးချာချာပြောတော့မှဒိဋ္ဌိကကွာတော့မှသူကိစ္စပြီးပုံကိုဒကာရမတွေယနေ့ရှင်းရှင်းလင်းလင်းနဲ့တော့ဩတို့အလုံးစင်တဲ့အောင်ဆရာဘုန်းကြီးကဖြင့်ကယ်ယူတင်ဆောင်ဖို့နေဖို့ဆိုတာသေချာမှတ်ပါအလုံးစင်တဲ့အောင်လို့ပေးနေတယ်ဆိုတာကသဘောကျဒါကြောင့်တရားဓမ္မတွေကာလျာဏမိတ်တဆိုတဲ့သူတော်ကောင်းနဲ့ပေါင်းအောင်မယ်ဆိုတဲ့ဒီမရခြင်းအကြောင်းကသဗ္ဗုရိတုပသံသေဝသောတပတ္တိအင်္ဂံပရမသောနံသောတပတ္တိအင်္ဂံယောနိသောမနလိကာရောသောတပတ္တိအင်္ဂံနမနုသမပတ္တိသောတပတ္တိအင်္ဂံလို့သရုပ်ကနိဗ္ဗာန်ကိုထုံများမှာသောတပတ္တိမရခြင်းအကြောင်းကသူတော်ကောင်းနဲ့ပေါင်းပြီးဒီကလာလမ်းပြကောင်းလမ်းပြကောင်းပြနိုင်မှလမ်းကောင်းပေါ်ရောက်ပြီးဒီကလာနိဗ္ဗာန်ရောက်နိုင်တယ်ဆိုတာကိုလေဒကာသစ်တို့ဘုရားရွှေတို့ကမောင်တို့မှတ်ရတယ်ဗျာ။ခိုင်းတာဖြင့်ဖြစ်တဲ့အနိစ္စဒုက္ခအနတ္တရှုမှုနဲ့သတ္တရဥစ္စေရဆိုတဲ့ဒိဋ္ဌိနှစ်ခုခွာမှုဘုရုရှိထားရအောင်သတ္တရဥစ္စေရခွာမှုဒိဋ္ဌိခွာမှုကိုဘုန်းကြီးတို့ဓမ္မတွေရှင်းထားရမယ်ဆိုတာမှတ်လိုက်ပါမကလိုက်ကျေနပ်ဓပါဠိတော်ရှိလို့ရဲ့တင်းတင်းတခါလေဥက္ကမောင်ပြောရခြင်းဖြစ်တယ်ဆိုတာလည်းမှတ်ထားရတာပေါ့နော်။ခိုင်းဒါဖြင့်ဓမ္မတို့ကိုယ်ဟာအလိုရှိတဲ့အလုပ်ကိုအရောက်ကြီးရောက်ခြင်းလို့အမြန်ဆုံးနည်းနဲ့ရောက်ခြင်းလို့ဥပဒနာအလုပ်ကြီးကလုံများတော့လေအလုံးစကိုင်းရှင်းတော့လွဲနေလို့ရှိရင်လေအားလုံးတစ်ပွဲလုံးပဲဓမ္မတို့ကုသိုလ်ရပြီးဒီကလာလိုရာပြီးအပြည့်တဲ့မရောက်ဖဲနေမှာစိုးရင်ရနော်မစိုးရင်ရဘူးအဲ့ဒါကြောင့်ဒီနေ့နေ့အရဏုရတာနေသိခဲ့ပါလေဒီနေ့ရှင်သန္နာအတွက်သေသေးချာချာသူမရခြင်းအကြောင်းသူကိုယ်တိုင်တောင်းခံလို့လုံလောက်တဲ့လုံလောက်အောင်လို့ဥက္ကမောင်ဒီဝတ္ထုထုတ်တာဗျာလေကိုင်းတာတဲ့ဓမ္မတို့ဝိတုပဲစကြပါလို့တဲ့ဓမ္မတွေနားလည်မှုရှိအောင်သုဇာပိကလာလည်းမှတ်ကြပါနော်ကျိုးစားပြီးမှပိကလာကျိုးစားပိကလာဒီလောက်စင်ကြပါဆိုတာဥစ္စာသေသေးချာချာမှတ်ပါကဲဓမ္မတို့သူ့မပြောရင်ဒိဋ္ဌိကိုကျွတ်တော့အရင်ခွာကြတယ်သန္တာဝတ္ထုမပြောမီကမောင်ပါရင်ခွာရမှာလို့ဒိဋ္ဌိရင်ခွာကြသတ္တရရဲ့ဥစ္စေရာရဲ့နေ့ခွာပေးမယ်နော်ရှင်သာနာမှာသတ္တရဒိဋ္ဌိရှိနေတဲ့အတွက်ဘယ်ဘုရားပြစ္ဆာကစပြီးဥက္ကမောင်အထုလိုက်တယ်ဘုရားပြိဋိဘံဆံတော်မရဘူးဘယ်လောက်ကြာတော့လဲပြောတူတူပြောတော့45နှစ်လောက်ကြာတယ်လို့ဆိုရင်တောင်မလွဲပါဘူးသဘောကျဒါဖြင့်ဒါပါလွဲနေတာကဦးတို့မေးတဲ့အခါကျမှဒကာဓမ္မတွေတပွဲလုံးကပဲဖြေထွက်ဖို့ပါပဲဒိဋ္ဌိရှိရတဲ့ဥပဒနာရှုနေလို့ရှင်းရဘယ်လိုရောက်မှာဒိဋ္ဌိရှိတဲ့ဥပဒနာရှုပြီးဒီကလာနေတော့ဖြစ်ဖြစ်သေးတော့မြင်ပါရဲ့ဒိဋ္ဌိအပင်ကခံပြီးဒီကလာနေတဲ့အတွက်လူရကြီးအတိတိုင်ရောက်ကြလားကြည်သာကဘောင်းကြီးကြားလိုက်တာကြားဟာမရကြီးဖြစ်နေတယ်ဆိုတာပေါ်ကြကြားတော့ကြားရဟန်ရသွားချရလားအမရပဲဖြစ်ပြီးဒီကလာသွားတာကတရားဓမ္မတို့ရှင်းနောက်လွယ်နေလို့မဆိုသင့်ဘူးလားဒိဋ္ဌိရင်ခွာပြီးဒီကလာမှဝိပဿနာအားထုတ်ရမယ်လို့မှတ်လိုက်ကြပေါ့ဘယ်လိုမှတ်ကြမလဲဒိဋ္ဌိရင်ခွာပြီးမှဝိပဿနာကြိုးစားကြပါဆိုတာဖြင့်လေးစားစွာနဲ့ပဲဒီကနေပြီးဒကာဓမ္မတွေမေတ္တာရှိထားပြီးတိုက်တွန်းခြင်းကိစ္စ
ပြောပါလေဆိုတဲ့ဥစ္စာသတိထားပါနော်ဒိဋ္ဌိခွာပြန်တော့လေ